င်္ဂလာပါ New Day Blog ကနေကြိုဆိုပါရစေ။ဂျပန်စတိုင်အသားကင်တော်စားမှာဖြစ်ပါတယ်။ဂျပန်မှာတော့ယာကီနီခိုလို့ခေါ်ပါတယ်။မိသွေးနဲ့ကင်တာပါရှင်။ဆိုင်နာမည်ကရှိလင်းလို့ခေါ်ပါတယ်ရှင်။မတရားတန့်ရှင်စားတဲ့မတရားတန့်ပါတယ်ရှင်။ဘူဒါတိုင်းနီးပါးမှာဒီဇိုင်းတွေရှိပါတယ်ရှင်။ဆိုင်ကနှစ်ထပ်ရှိတတ်ပြီးအတွင်းအပြင်ပြပေးရဖြစ်ပါတယ်ရှင်။နေရာရွေးပြီးတာနဲ့မိသွေးဖို့ရဲ့ဆော့လေးတွေရဲ့လာချပေးပါတယ်ရှင်။အသားကင်တပွဲချင်းစီမှာရင်ရန်1000လောက်ချတင်ပြီးတော့10ဝဲလောက်ဆိုရင်ကိုဘိုင်းမဝပဲနဲ့ငွေကုန်ကြေးကြပုံများမှာမို့ဘူဖေးကိုပဲရွေးချယ်လိုက်ပါတယ်ဒီဆိုင်မှာဂျပန်ရိုးရအချင်းကိုရီးယားကင်မချီတို့မုံလာဥချင်းတို့လုံးဝကောင်းပါတယ်ရှင်ဝမ်တွင်းကလီစာတွေကလည်းအရန်တန်ရှင်လက်ဆက်ပြီးအနက်မရှိပဲအရန်စားကောင်းပါတယ်cheese တွေထောပတ်တင်ခဲတွေကြက်တလောက်မှလို့ရပြီးအသားကင်တွေကိုနှက်ထားတဲ့အပြင်အသားကင်တွေတွဲစားဖို့ဆော့တွေပါဆက်ထားပေးတဲ့အတွက်လုံးဝမိုက်ပါတယ်ဘူဖေးရွေးချယ်တဲ့အခါမှာလည်းဈေး3မျိုး3စားရှိပြီးအသားပါဝင်မှုနဲ့ side dish တွေလည်းကွာခြားမှုရှိပါတယ်ရှင်။ဈေးအကြီးဆုံးမှာဆိုရင်ဂျပန်နိုင်ငံရဲ့ A အဆင့်အသားတွေရနိုင်ပါတယ်ရှင်။ဒီဆိုင်မှာဆိုရင်ကိုမြန်မာမှာမစားတဲ့ဝက်ရှာတို့အသေးတို့ကိုပါစားနိုင်ပါတယ်လုံးဝတန်ရှင်းပြီးအရသာရှိတာမို့ပါ။ကျွန်မကကင်မရာရှေ့ရောက်ရင်နည်းနည်းမနေသက်ရှက်တတ်တော့အားနာပါတယ်ရှင်။ညနာမှာလည်းမီးထွေးမုံနေလာကတ်နေသေးရဲ့။နဖူးကဝက်ချံကလည်းအကင်အနှံ့တွေကြောင့်ထရောင်လာသေးတယ်။ဘူဖေးအချိန်ကတော့တနားရီခွဲပေးထားတာဖြစ်ပါတယ်။ဆိုင်ထိုင်ချိန်ကတော့2နာရီပေါ့နော်။ရေခဲမုံနဲ့ရေခဲချောင်းက free ကျွေးတာဖြစ်ပြီးတောက်စရာတွေကတော့တတ်မှရပါတယ်။တစ်ခွက်ချင်းစီမှာတာဖြစ်ဖြစ်ဘူဖေးတောက်စရာမှာတာဖြစ်ဖြစ်ပေါ့နော်။ဒါကကျမသဘောကျမိတဲ့ strawberry soda နဲ့တခွားမွေးနို့ဖြစ်ပါတယ်။ဒါကတော့ကျမအကြိုက်ဆုံး strawberry အိမ်ဝတ်ဆောင်ဖြစ်ပါတယ်။အဖိုးမတန်ပေမဲ့ကြွားချင်လို့ဝတ်လာတာဖြစ်ပါတယ်ရှင်။သဘောကျနေတဲ့ရင် like and follow လုပ်ဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။